Hey ဘာတွေစိတ်ဝင်တစားဖတ်နေရလဲ ဒီမှာလေးက used to နဲ့ပတ်သက်ပြီးတော့3မျိုးလောက်တွေ့ရပါတော့ that used to ရယ်ပြီးရင် mr plus used to ရယ်ပြီးရင်ရိုးရိုး used to ဆိုတာလည်းတွေ့တယ်အဲ့3မျိုးပါကွာလဲဆိုတာနင်သိလား Okay အဲ့ဆိုလို့ရှိရင်ဒီနေ့မှာဆိုရင် used to MSR plus used to နဲ့ get used to အသုံးလေးတို့ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့ used to ကိုရှင်းပြပေးမှာဖြစ်ပါတယ် used to ကိုတော့ကျမတို့ဒီအတိတ်ကာလမှာလုံးလေးလောက်ထားရှိခဲ့တဲ့အလေးအကျင့်တွေအပြုတ်အမူတွေဝါဒနာတွေကိုပြောဆိုတဲ့အခါမှာအသုံးပြုပါတယ် example အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ I used to eat coconut popsicle when I was young ဒီ used to ကပေါ့နော်အတိတ်အတွက်ပဲသူကသုံးတာပေါ့နော်subject သုံးတယ် used to သုံးတယ်အနောက်မှာဆိုလို့ရှိရင်တော့ past infinitive လိုက်ပေးရတယ်ပေါ့နော်အဲ့ဆိုတော့ example မှာဆိုလို့ရှိရင် I used to eat ပေါ့နော် used to ရဲ့အနောက်မှာ eat ဆိုတဲ့ past infinitive အဲ့လိုပုံစံမျိုးပဲလိုက်ပေးရပါတော့တခြား past တွေအနေနဲ့ဆိုတော့I used to drink တို့ I used to play ပေါ့နော်အဲ့လိုမျိုးလေးသုံးလို့ရပါတယ်ဒုတိယတစ်မျိုးဖြစ်တဲ့ပေါ့နော် mr plus used to ရောဘယ်အခါမှာသုံးရမလဲ am is a plus used to လေးကိုတော့တခုခုကိုလုံနေရတာနေတာကြာလာနေပြီကျင့်တာရနေပြီဆိုတဲ့အသုံးလေးတွေမှာဆိုရင်အသုံးပြုပါတယ် example အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ I am used to wearing lipstick ငါနှာခမ်းနီဆိုရတာကျင့်တာရနေပြီဆိုတဲ့အသုံးမျိုးလေးပဲဖြစ်ပါတယ် အဲ့ example မှာပါရပါတော့ I am used to wearing lipstick ဆိုတော့သူက used to ရဲ့အနောက်မှာကျတော့ဒီတစ်ခေါက်ကျတော့သူက verb ing ပုံစံလိုက်ပေးရပါတော့ verb ing အပြင်သူက noun လည်းလိုက်လို့ရပါတော့ဥပမာဆိုလို့ရှိရင် she is used to the heat in Yangon သူမကပေါ့နော်ရန်ကုန်ကအပူချိန်ကိုနေသားကျနေပြီပေါ့နော်အဲ့လိုပုံစံနဲ့သုံးလို့ရပါတော့အဲ့ miss စာကိုဘယ်အခါမှာသုံးမလဲဆိုတော့ I ဆိုရင်တော့ am နဲ့တွဲပြီးတော့သုံးပေးရပါတော့ဒီ subject အနေဖြစ်တဲ့ he she it ဒါမှမဟုတ်ရှင်ပေါ့နော်တယောက်တည်းနာမည်ဆိုလို့ရှင်တော့ is နဲ့တွဲပြီးတော့သုံးပေးရတယ်အဲ့တော့ဒီ subject အများဖြစ်တဲ့ they တို့ we တို့ဒါမှမဟုတ်ရှင်လည်းပေါ့နော်ဒီနာမည်ကတယောက်ထပ်ပို့တယ်ပေါ့နော်2ယောက်3ယောက်ရဲ့နာမည်ကိုဖော်ပြထားတဲ့အခါမှာဆိုတော့ are နဲ့တွဲပြီးတော့သုံးပေးရပါတယ်အဲ့တော့နောက်ဆုံးတစ်ခုဖြစ်တဲ့ပေါ့နော် get used to ကြတော့ဘယ်အခါမှာသုံးမလဲ get used to အသုံးလေးကိုတော့ကျမတို့တခုခုလုပ်တဲ့အခါမှာငါဒါလေးကိုတော့ကျင့်တာရလာပြီเนาะတဖြည်းဖြည်းလဲကျင့်တာရလာပြီတဖြည်းဖြည်းနဲ့နေတာကြလာပြီဆိုတဲ့ပုံစံမျိုးလေးတွေမှာအသုံးပြုပါတယ် example အနေနဲ့ပြောမယ်ဆိုလို့ရှိရင် I get used to waking up early ငါအိပ်ယာစောစောထားရတာတဖြည်းဖြည်းနဲ့ကျင့်တာရလာပြီဆိုတဲ့ပုံစံမျိုးလေးမှာသုံးပါတယ်ဆိုတော့ပြောလိုက်တဲ့ exam မှာကတော့ပေါ့နော်ဒါက get used to အနောက်မှာ verb ing လိုက်တဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့ get used to ရဲ့အနောက်မှာလည်းပေါ့နော်သူက verb ing အပြင်ဒီ noun တွေလိုက်လဲအဆင်ပြေတယ်ပေါ့နော် noun တွေလည်းလိုက်လို့ရတယ်ဥပမာဆိုလို့ရှိရင် he gets used to the noise in the city ပေါ့နော်သူကဒီမြို့မှာရှိရပေါ့နော်အဆူညံတန်တွေကိုတဖြည်းအသားကျလာနေတယ်လုံးဝတော့အကျင့်တော့မဖြစ်သေးဘူးဒါပေမဲ့တဖြည်းချင်းပေါ့နော်အသားကျလာနေပြီဆိုတဲ့အချိန်မှာဆိုရင် get used to ကိုသုံးလို့ရပါတယ်အဲ့တော့ဒီ subject အများနဲ့ I ဆိုလို့ရှိရင်ကျမတို့က get နဲ့သုံးရတယ်ပေါ့နော် GED get နဲ့တွဲပြီးသုံးရတယ်ဒါပေမဲ့ subject အနည်းဆိုတော့ GED get မှာသူက s လေးထည့်ပေးရပါတော့အဲ့တော့ get used to အဲ့လိုလေးသုံးပေးရပါတယ်ဒီနေ့တော့ဒီလောက်ပါမယ်ရှင် Okay so goodbye